ဘုရားသာသနာဆိုတာဖျားပထုဇေဒီမျိုးမျိုးကိုလည်းခေါ်ရမဟုတ်ဘူးကျောင်းကနေနဲ့ယဟန်တန်ဃာတွေကိုခေါ်ရလည်းမဟုတ်ဘူးဘာကိုခေါ်ရတော့ဆိုမြတ်ဗုဒ္ဓရဲ့အဆုံးအမဖျားကဘာကိုဆုံးမခဲ့သလဲမြတ်စွာဘုရားရဲ့အဆုံးအမဒါအရေးကြီးတာပေါ့နော်မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုသိရှိနားလည်ဖို့လိုအပ်တယ်ခြေခံစပြီးတော့ပြောမယ်ဆိုရင်မြတ်စွာဘုရားဘာကိုဟောတော့ခြေခံကိုပြောမယ်ဆိုရင်ကမ္မဝါဒကံတရားရဲ့အကြောင်းကိုမြတ်စွာဘုရားဟောတယ်ထိုကံတရားကနေပြီးတော့ထုတ်လုပ်တဲ့အကျိုးတရားကံကံရဲ့အကျိုးကိုလက်ခံယုံကြည်တယ်ဆိုတဲ့အယူဝါဒအဲ့ဒါကိုဟောပြောခဲ့တယ်ကံကိုလည်းအတိမတ်ပြုတယ်ကံကအကျိုးပေးတဲ့အကျိုးတရားတွေကိုလည်းအတိမတ်ပြုတယ်အဲ့လိုအတိမတ်ပြုတဲ့ရှင်ထဲမှာဖြစ်ပေါ်လာတဲ့ကံဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်လို့အတိဉာဏ်ဖြင့်စဉ်းစားပြီးတော့လက်ခံတဲ့သို့မဟုတ်လက်ခံတဲ့အတိဉာဏ်ဟာကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့တော့သမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးဟာဘုရားဘာသာရဲ့ယဉ်ထဲမှာရှိတယ်ဒုတိယတွေဟာသမ္မာဒိဋ္ဌိဖြောင့်မှန်တဲ့အမြင်ရှိကြတယ်ဖြောင့်မှန်တဲ့အမြင်ဆိုတာဘာလဲလို့ဆိုရင်ကံတရားဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်အဲ့ဒီကံတရားနဲ့ကံတရားရဲ့အကျိုးသိတာလေကိုယ်နဲ့သက်ဆိုင်တဲ့အရာဖြစ်တယ်လို့လက်ခံယုံကြည်မှုတနည်းအားဖြင့်အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ကုသိုလ်ကံဒီသာလဲကိုယ့်အတွက်ကိုယ်ပိုင်ဥစ္စာဖြစ်တယ်လို့စာပေကျမ်းဂန်ထဲမှာကုသိုလ်ကံကိုဥတည်ပြီးဖွင့်တာလည်းရှိတယ်သို့သောကမ္မတက္ကတာသမ္မာဒိဋ္ဌိတခြားဒေသနာတွေနဲ့ညှိလိုက်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအမြင်ကဘာလို့ဆိုရင်ယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါတတကမ္မတဓာဒဘဝိတမဟောရကံကံရဲ့အမြင်လေးတစ်ခုပဲယံကမ္မံဂရိတန္တိကလျာဏဝါပါပကံဝါဆိုတဲ့အဓိပ္ပာယ်ကပြောတာကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့ကိုလို့သမျှအလုပ်တွေဟာကိုလို့သမျှကိုယ့်ရင်ထဲမှာဖြစ်သွားတဲ့စေတနာတွေဟာကိုယ့်ရင်ထဲမှာဖြစ်သွားတဲ့စေတနာရဲ့ကောင်းကျိုးဆိုးကျိုးကိုကိုယ်ပဲခံစားရမယ်အမွေခံရမယ်ဆိုတဲ့အမြင်ပဲဖြစ်တယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးကိုမွေခံရမှာဖြစ်ပြီးမကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးကိုမွေခံရမယ်ဒါကမ္မတက္ကတာရဲ့အမြင်ပဲနော်ဒီအမြင်ဟာဘလောက်အရေးကြီးတယ်ဆိုတာစဉ်းစားရမှာဖြစ်တမန်အဖြစ်တော့ကိုလို့တာကိုနဲ့သက်ဆိုင်တယ်လို့ဆိုတဲ့ဒီအမြင်ငါကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်ဆိုတဲ့ဒီအမြင်ဟာဘလောက်အရေးပါတယ်လဲဆိုရင်လူ့ဘဝမှာလူတော်လူကောင်းဖြစ်ဖို့အတွက်လမ်းကြောင်းချပေးခြင်းပဲဖြစ်တယ်စဉ်းစားကြည့်လေကောင်းတာလုပ်လို့ဆိုတာလုပ်လို့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတာလုပ်လဲဆိုတာမဖြစ်ပါဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာကိုလုပ်ပါမလားမလုပ်ဘူးသူဟာအကောင်းအဆိုးယုံကြည်မှုမရှိဘူးကောင်းတာလုပ်လဲခဏခေတ်မှလဲလူတွေမျက်စိလဲစရာရှိတယ်ပေါ့မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေကမွဲနေတယ်ကြီးပွားခြင်းမွဲခြင်းဟာတခြားအကြောင်းရှိတယ်သို့တော့အဲ့ဒီအကြောင်းကိုမသိဘဲနဲ့ကောင်းတာလုပ်လို့မွဲတယ်မကောင်းတာလုပ်လို့ချမ်းသာတယ်လို့အမြင်ဆောင်သွားတဲ့လူတွေလည်းရှိတယ်တကယ်ကတော့သဘာဝတရားဆိုတာကောင်းတာလုပ်ရင်ကောင်းတဲ့အလုပ်ဒီကောင်းကျိုးကိုပဲပေးမှာဖြစ်တယ်
မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးမယ်သို့သောကံတရားရဲ့အကျိုးပေးမှုဟာအခုလို့အခုမဟုတ်ငရုတ်ဒီစားလိုက်မယ်ဆိုရင်အခုစားအခုဆက်တယ်မဟုတ်လားကံကအဲ့လိုမဟုတ်ဘူးငရုတ်ဒီနဲ့မတူဘူးထုံအိုးတဲ့အခုလက်၌လက်ဖြူသွားမယ်နော်ကတ္တရာဘုံနဲ့ခုလက်၌ခုလက်မဲသွားမယ်အဲ့ဒါနဲ့မတူဘူးကံကြတော့ဗာနဲ့တူတော့ဆိုသစ်ပင်စိုက်တာနဲ့တော့တူပြသစ်ပင်စိုက်တာကြတော့တရေပင်လေးတစ်ပင်စိုက်တဲ့ထားကနေစိုက်လက်ဖြန်ပေါက်တပတ်ခတည်းသီးစားလို့မရဘူးအချိန်တစ်ခုကိုစောင့်ရတယ်ကံတရားဟာဒီတိုင်းပဲအဲ့ဒီလိုအချိန်တစ်ခုစောင့်ပြီးတော့မှသစ်ပင်များသည့်အချိန်တန်မှအသီးသီးတယ်လို့ကံတရားဟာလည်းကိုယ်ရင်နဲ့ရောက်သွားရင်တဖြည်းဖြည်းရင့်လာပြီးတဲ့အခါမှာရင့်ကျက်လာပြီးတဲ့နောက်မှာသူကအကျိုးကိုဖြစ်ပေါ်စေတာဖြစ်တယ်ထမင်းချက်တာတောင်မှအခုချက်အခုစားလုံးဝမရသေးတာစောင့်ရအောင်မှာပေါ့အမြန်ဆုံး3မိနစ်စောင့်ဆိုတာကြားဘူးကြတယ်မဟုတ်လားနော်ထမင်းစားခြင်းတောင်မှ3မိနစ်ဆိုပြောကြသေးတယ်မဟုတ်လားအနည်းဆုံးတော့စောင့်အောင်မှာပဲအဲ့လားကံတရားဆိုဒီမှာအခုလို့အခုမကြုံပေးဘူးနော်အခုကြုံပေးတယ်မျိုးစိတ်လိုပဲသူအကျိုးမပေးတော့အပိုင်းသုံးပိုင်းနဲ့ကံတရားကအကျိုးထုတ်လို့တာဖြစ်တယ်လူရဲ့ရင်ထဲမှာဖြစ်သွားတဲ့စေရနာဇောတွေဟာပထမဆုံးဖြစ်တဲ့စေရနာဇောရဲ့စွမ်းအားကအလွန်ကြီးမကြီးသည့်အတွက်ကြောင့်အကျိုးပေးရရှိရင်ဒီဘဝအတွင်းမှာပဲအကျိုးပေးသွားတယ်အဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်အဲ့ဒီတဲ့အင်အားကောင်းတဲ့တတ္တမေဇောလို့ခေါ်တယ်နောက်ဆုံးအဆင့်မှာရောက်တဲ့အင်အားပြည့်တဲ့ကံကြတော့ဒုတိယဘဝမှာကျုပ်ပေးတယ်သူစောင့်ရမယ်တည်တည်ချမ်းမဲ့ထီအောင်စောင့်အောင်သူခုချက်ချင်းကျုံပေးဘူးခုချက်ချင်းကျုပ်ပေးတဲ့ကံသည်ဘဝကြီးအပြောင်းလဲဖြစ်တော့တော့မလုပ်နိုင်အပြောင်းလဲဖြစ်တော့မလုပ်နိုင်ဒိဋ္ဌဓမ္မဝေရဏိယကံကဒီလောက်အားမကောင်းဥပပိစ္ဆဝေရဏိယကံကြတော့မျက်စိလေးနှလုံးမိတ်ပြီးသေသည်ချမဲ့တော့ကျုပ်ပြီအပရာပရိယဝေရဏိယကံအပရာပရိယဝေရဏိယကံကြတော့တတိယဘဝလောကစပြီးတန်တရားထဲမှာရှိနေသမျှကလည်းဘလို့အခွင့်တရင်ကျုပ်ပေးတယ်ခွင့်မတရင်ကျုံပေးသေးဘူးကံကို3မျိုး3စားခွဲပြီးတော့ဒီလိုအကျိုးပေးမဲ့အနေထားတစ်ခုကကွဲပြားသွားတယ်တပင်တပင်ကအသီးသီးတဲ့အခါမှာ3မျိုးခွဲကြည့်လိုက်ပေါ့တချို့အသီးကနုနုနဲ့ကျွေသွားတာအောင်ရှိတယ်နုနုနဲ့ကျွေသွားတယ်တချို့အသီးကမမှဲ့သေးခင်ကျွေသွားတချို့အသီးကမှဲ့ပြီးမှကျွေသွားအဲ့ဒါလိုပဲကံတရားဟာလည်းပဲလူတွေရဲ့ရင်ထဲမှာလောက်တာအခုလုံးအခုကြိုးပေးတာမရှိဘူးเนาะအဲ့ဒါကြောင့်မို့လူတွေဟာကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုံးလဲဆိုးတာမဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ခုပေါ်လာအဲ့ဒီအတွေးဟာဒီအသိပညာမလုံလောက်သည့်အတွက်ကြောင့်မျှော်မှန်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဒီလိုအတွေးမျိုးကိုတွေးမိတာပဲဖြစ်တယ်ကံမပြောနဲ့ဝဏ္ဏစေတောက်ရင်အခုတောက်အခုဝန်သွားလားအတိုင်းတာတစ်ခုတော့ဆောင်းအောင်သေးတယ်နော်ဆေးလဲအခုတောက်အခုရတာမဟုတ်ဘူးကံတရားဟာလည်းအခုလို့အခုမဖြစ်ဘူးအကယ်၍အခုလို့အခုဖြစ်မဲ့ဆိုရင်မကောင်းတဲ့ကံဘယ်သူလုပ်ရဲမလဲအပေကြမဲ့ကံဆိုချက်ချင်းအပေကြသွားမှသူကြောက်တာပေါ့ကောင်းတာလုပ်ရင်လည်းအခုချက်ချင်းနတ်ကြီးဖြစ်သွားမှဆိုရင်လည်းလောက်ကြမှာပေါ့နော်အဲ့တော့ကံရဲ့သဘောတရားဟာကံတစ်ခုကအကျိုးပေးနေတဲ့အချိန်မှာဈာဖြတ်ပြီးတော့ရုပ်တရက်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူး
ဈာဖြတ်ပြီးတော့ဝင်ရောက်လာရင်တော့ဥပိ္ပစေတကကံလို့ခေါ်တယ်နော်အင်းအားအလွန်ကြီးမားလာရင်တော့ဈာဖြတ်ပြီးတော့ဝင်ရောက်လာတတ်သေးတယ်ကံဆိုတော့ဘာပဲဖြစ်ဖြစ်ကံတရားရဲ့သဘောတရားကိုနားလည်ပြီးငါတို့သည်ကောင်းတာလုပ်ရင်ကောင်းကျိုးချမ်းသာကိုအမွေခံရမှာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အမွေကိုခံရမယ်တမန်အဖြစ်ထင်ရှားအောင်ပြောပြမယ်ဆိုရင်ခဏခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာသည်ပြုံးလို့ရလို့မရတဲ့မျက်နှာမျိုးကြီးဖြစ်နေတတ်တယ်သူ့ကြည့်လိုက်လို့ရှိရင်နော်အချိုးမပြေတဲ့မျက်နှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू ကခဏခဏစိတ်ဆိုးတာစိတ်ဆိုးတဲ့အခါကိုယ့်ကိုမှန်နေချီတာဘယ်လိုပုံစံနှုံးဆိုတာသို့မဟုတ်စိတ်ဆိုးနေတော့ဓာတ်ပုံလေးရိုက်ခိုင်းတာအဲ့လိုကြည့်လိုက်ရင်စိတ်ဆိုးနေတဲ့လူတယောက်ဒီရုပ်အစင်းလှပတော့လည်းပဲစုပုတ်နေတဲ့မျက်နှာကြီးကဘယ်လိုလုပ်ပြီးတော့အဆင်ပြေမလို့စိတ်ဆိုးပါများလို့ရှိရင်အဲ့ဒီမျက်နှာပုံကြီးကအကျော်တည်သွားသလိုဖြစ်ပြီးမွေးတိုင်းအဲ့ဒီမျက်နှာမျိုးကြီးနဲ့ဖြစ်တတ်တယ်ဒါကံရဲ့အကျိုးတရားပဲဒါအပေါ့ဆုံးလေးကိုပြပြနော်ပေါ့တာလေးကိုပြပြအဲ့ဒါလိုမဟုတ်ဘဲနဲ့မေတ္တာထားပြီးလူတကာနဲ့ဆက်ဆံရေးပြည့်ပြည့်တယ်ဘယ်သူပေါ်မှာမုန်းတိတဲ့စိတ်တွေမရှိဘူးမေတ္တာရှိတယ်ကျင်နာရှိတယ်ဆက်ဆံနိုင်ဟာပြုံးရွှင်တဲ့မျက်နှာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘဝမှာရှုပ်ချောတဲ့စင်နာပဲဒီအရာမျိုးရဘာလို့လဲဆိုရင် तू လောက်ကြတဲ့က तू ပြုံးရွှင်ရွှင်နေတာဟုတ်အဲ့ဒါထင်ရှားတာတခုပြောပြတာအခုဘဝမှာစာမသိပေမသိလေးလာဖတ်ရှုခြင်းမရှိလို့ပြင်းပြီးတော့စားစရာနေစရာဝတ်စရာလောက်တင်လုပ်ပြီးတဲ့အခါမှာအပြင်းထူနေတဲ့ပုဂ္ဂိုလ်သည်ဒီဘဝမှာလည်းဘာမှအသိဉာဏ်မရသည့်အရာဘူးနောက်ဘဝကျတော့လည်းလပိန်တုံးဆိုဖြစ်တယ်နော်ပညာမဲတဲ့ပုဂ္ဂိုလ်ဖြစ်တာဘာမှမသိတာနော်ဘာမှမသိဘူးဆိုရင်စဉ်းစားကြည့်လေပကံမျိုးမနေတဲ့လူတွေပကံသမိုင်းကိုအကုန်လုံးသိကြရလားလို့မေးချင်နော်ဘာလို့မသိတာမလေ့လာဘူးစိတ်မဝင်စားဘူးဆိုမသိဘူးဒါလေ့လာတဲ့ပုဂ္ဂိုလ်လောက်ပဲသိကြတာဖြစ်တယ်အဲ့တော့မလေ့လာပဲနေခြင်းသည်မသိခြင်းအကြောင်းတစ်ခုပဲမလေ့လာရင်မသိဘူးဆိုတဲ့အဖြေအတိုင်းပဲဖြစ်ရဘဝမှာမလေ့လာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာအသိဉာဏ်နဲ့ပါသွားတယ်အေးလေ့လာတယ်လိုက်စားတယ်ဖတ်တယ်ရှုတယ်စုံစမ်းတယ်မေးမြန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုတာအဲ့ဒါပြောတာကံဆိုတာကိုလှုပ်တာကိုရတာအဲ့ဒါပြောနော်ကိုမလှုပ်ရင်တော့ဘာတစ်ခုမှရမှာမဟုတ်ဘူးကိုလုံးမကိုရအဲ့ဒီသဘောတရားကိုလက်ခံယုံကြည်တဲ့မြင်ကိုဘာခေါ်လို့ဆိုကမ္မတက္ကတာတမ္မာဒိဋ္ဌိတဲ့ဘုရားဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံဤကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ကံကံဤကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရကံကံဤကျိုးကိုညင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့တွေးဖီသွားပြီသူကနော်တွေးဖီသွားပြီကဲစဉ်းစားကြည့်အောင်ကံကံဤကျိုးကိုလက်ခံသူနဲ့လက်မခံသူဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘယ်လိုစဉ်းစားလက်မခံသူကဘယ်လိုစဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံဤကျိုးလက်မခံဘူးဆိုရင်ဘယ်လိုလုပ်မလဲအေးကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူးမကောင်းတာလုပ်လဲကောင်းကျိုးမကောင်းတဲ့ကျိုးမရပါဘူးဒါတွေကအပို့ပဲကိုလှုပ်ချင်တာလုပ်မယ်ဆိုတဲ့လူတယောက်ဟာကိုလှုပ်ချင်တာလို့ဆိုရဲကောင်းတာလှုပ်ချင်တာနည်းတယ်မကောင်းတာလှုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလား
အေးကံကံဤကျိုးလက်မခံမှုဆိုကြတဲ့အဆိုးဘက်ရောက်သွားပြီသူလမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မခံတာကောင်းတဲ့လို့ကိုစဉ်းစားတော့အေးကံကံဤကျိုးယုံကြည်လက်ခံတဲ့ကမ္မတက္ကတသမာဓိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလို့ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလို့မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုပ်လာပဲဘုရားတော့ဘုရားဗတဝင်သူတော်စင်တွေစဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုံးနေကြတာဟာအနည်းဆုံးနောက်ဘဝချမ်းသာဖို့လူတွေပြောရရှိတယ်တို့မရှိလို့မလှူလို့မရှိဒီတန်တရားကထွက်နေမှာမဟုတ်ဘူးရှိတာလေးတော့လှူမှပဲဆိုတဲ့အတွေးလေးတွေဝင်လာကုသိုလ်ကောင်းမှုတော့လုပ်မှပဲကုသိုလ်ကောင်းမှုမလုပ်ရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသိုလ်တော့လုပ်မှပဲဒါယုံကြည်တာပဲလေအဲ့ဒါလို့ယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်သွားတာအဲ့တော့ရလက်အနေနဲ့ကြည့်မကောင်းဘူးလားလမ်းကြောင်းပွင့်သွားတယ်လို့ပြောအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါတို့ဟာဘုရားသခင်ကဖန်ဆင်းလို့ဘုရားသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတဲ့လုပ်ဖို့စဉ်းစားမှမဟုတ်တော့ဘူးနော်ဘာဖြစ်လို့တော့ဆိုရင်သူ့ကိုဆုံးဖြတ်ပေးနေတာကိုလုပ်တဲ့အလုပ်ကဆုံးဖြတ်ပေးတာမဟုတ်ဘဲနဲ့ဘုရားသခင်ကအဆုံးဖြတ်ပေးတာဘုရားသခင်ကိုပဲထိုင်ရှိခိုးနေဖို့ဆုတောင်းနေဖို့ blessing ပေးပါလို့ဒါပဲရှိတော့မှာပေါ့နော်ကိုယ်တိုင်လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံဤကျိုးလက်ခံသိမြင်တဲ့ကမ္မတက္ကတာသမာဓိဋ္ဌိဉာဏ်ရှိရမယ်လို့ပြောအဲ့ဒါမရှိရင်လူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော်ကံကံဤကျိုးယုံကြည်လက်ခံမှလူတော်လူကောင်းဖြစ်တယ်လို့သူတို့မှတ်သားကြနော်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကံကံဤကျိုးလက်ခံပြီးဆိုလူတော်လူကောင်းဖြစ်တယ်မြတ်စွာဘုရားကလူတွေကိုမဆိုးသွမ်းအောင်မနဲ့ထိန်းလို့ဆိုရင်ကမ္မတက္ကတာသမာဓိဋ္ဌိဉာဏ်နဲ့ထိန်းပေးတာတခြားဘာသာတွေကျတော့ဘုရားဒီဖန်ဆင်းရှင် God ဆိုတာနဲ့ထိန်းတာလေသူတို့လည်းအကျိုးသက်ရောက်မှုတော့ရှိတဲ့တော့ရှိပါနော်မကောင်းတဲ့အလုပ်ကနေပြီးတော့မလုပ်ဖို့ထိမ့်ပေးတာကြတော့ကောင်းပါဘုရားဘာသာတွေကြတော့အမှန်သိပြီးတော့ဒီလူတွေရဲ့ကိုယ်ကျင့်တရားကိုထိမ့်ပေးတယ်။ဘာနဲ့ကိုယ်ကျင့်တရားထိမ့်လို့ဆိုအေးမကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးရလိမ့်မယ်ငါကိုယ်ကျင့်တရားပြပြလို့မဖြစ်ဘူးကိုယ်ကျင့်တရားကောင်းအောင်လုပ်မှဖြစ်မယ်ဟောဒီအတွေးဝင်လာနောက်တစ်ခုကျတော့ဘာနဲ့ထိန်းလို့ဆိုလို့ရှိရင်ကိုကျင့်စာတရားနဲ့ထိန်းမြတ်စွာဘုရားကိုကျင့်စာတရားဟောတာနဲ့လူတွေကိုလူတော်လူကောင်းဖြစ်အောင်ထိန်းပေးထားတယ်ဘယ်လိုထိန်းပေးလို့ဆိုရင်ငါမကြိုက်တာကိုသူများလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ကိုကျင့်စာတရားထားတယ်ကိုမကြိုက်တဲ့လုပ်ပါလို့သူများလုံးမှလည်းမလုပ်ပါနဲ့မလုပ်ချင်ပါဘူးကိုမလက်မခံနိုင်တဲ့အရာကိုသူများကိုတော့မလုပ်ပါနဲ့ဆိုတော့ဟောဒီအတွေးရလည်းပဲလူတော်လူကောင်းဖြစ်ဖို့မရောက်စေဘူးလားရောက်စေတာပဲဒါကြောင့်မို့ကိုချင်းစာတရားဆိုတာလည်းလိုအပ်တယ်ကမ္မတက္ကတာကိုချင်းစာတရားဆိုတာတော့ရိုးရိုးစဉ်းစားတာကိုနဲ့နှိုင်းဆပြီးတော့စဉ်းစားတာမြတ်စွာဘုရားဟောတဲ့တရားထဲမှာကိုချင်းစာတရားကိုပါဠိစကားလုံးနဲ့ပြောပါဆိုရင်အတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့နှိုင်းရှင်ပြီးတော့ကြည့်တာဘယ်အလုပ်ပဲဖြစ်ဖြစ်ဥပမာမဲ့သူများကိုဆဲမယ်ဆိုရင်ငါဆဲရင်ရောကြိုက်မလားဟောမကြိုက်ဘူးငါကိုလာဆဲရင်ငါမခံနိုင်ဘူးအဲ့တော့ငါလည်းသူများမဆဲနဲ့ငါကိုရိုက်ရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူများမရိုက်နဲ့ငါပစ္စည်းလာပြီးတော့မတရားယူရင်ငါကြိုက်မလားမကြိုက်ဘူး
အဲ့တော့သူပစ္စည်းတော့မယူနဲ့ဆိုဟောကိုလူတော်လူကောင်းဖြစ်အောင်ကိုချင်းစာတရားထားတရဝမန္တမြာတေမှာကြောက်ကြတာကြီးပဲရိုက်နေခံရမှာတို့အပြစ်ဒဏ်ခံရမှာတို့ကြောက်ကြတာကြီးအဲ့တော့သူများကိုရိုက်နေဖို့ဒုက္ခပေးဖို့မစင်စားနဲ့ကိုလည်းဒုက္ခကြောက်တယ်သူလည်းဒုက္ခကြောက်အစဉ်ပြေတာကိုအလုံးကြိုက်ကြတယ်ဒါကြောင့်မို့သူတို့တတ်နိုင်ရင်အစဉ်ပြေအောင်ပဲလုပ်ပေးမယ်အစဉ်မပြေအောင်မလုပ်ဘူးဟောဒါဒီအတွေးနှစ်ခုဟာလူတော်လူကောင်းဘဝသို့ရောက်အောင်ပို့ဆောင်ပေးတာ ਨੇ တူတူပဲအဲ့ဒီအတွေးမရှိဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ခက်တယ်လူတော်လူကောင်းဒါကြောင့်မို့ဒီအတွေးဟာတမန်အလွယ်လေးလို့မအောင်မိနဲ့မြတ်စွာဘုရားပွင့်မှသို့မဟုတ်သူတော်ကောင်းတွေနဲ့ကြုံတဲ့အခါမှာဒီအတွေးမျိုးရရှိတာဖြစ်တယ်အနုဘုဆိုရင်လူတွေရဲ့စိတ်ဓာတ်မှာဘာရှိတော့ဆိုအင်အားကြီးတဲ့ပုဂ္ဂိုလ်ကအင်အားနည်းတဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်တာပဲဖြစ်တယ်။ဗိုလ်ကြတယ်ဆိုတာနော်။ဗိုလ်ကြတယ်ဘူလီလို့ခေါ်တယ်ဗိုလ်ကြစိုးမိုးတာ။အင်အားမရှိတဲ့ပုဂ္ဂိုလ်အင်အားရှိတဲ့ပုဂ္ဂိုလ်ကဖိနှိပ်တယ်ညှဉ်းပန်းတယ်နှိပ်စက်တယ်။တိရစ္ဆာန်လောကကြည့်လိုက်လေတိရစ္ဆာန်လောကကြည့်လိုက်အင်အားကြီးတဲ့အကောင်ကအင်အားမကြီးတဲ့အကောင်ကိုတတ်စားနေတာပဲလေ။တော့လူလောကမှာအဲ့ဒီအနေအထားမျိုးကကောင်းတဲ့အနေအထားမှာမဟုတ်တာတိရစ္ဆာန်လောကအနေအထားမျိုးရောက်သွားနိုင်တယ်ပေါ့ဘိုလ်ကျစိုးမိုးတယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်တော့ဘူးညာတာတဲ့ကျင်နာတရားထားတဲ့ဒုနဲ့ဒုရမင်းကူညီတယ်ဆိုတာလူသားတွေအတွက်တမိုးချီမာတဲ့အရာဖြစ်တယ်ဒါကြောင့်ကိုကျင့်တရားကိုဗာနဲ့ထိန်းလို့ဆိုကာမတက္ကတာတမ္မာဒိဋ္ဌိနဲ့ထိန်းတယ်နောက်တစ်ခုကဗာနဲ့ထိန်းကိုကျင့်စာတရားနဲ့ထိန်းကိုကျင့်စာတရားဆိုတာမေတ္တာနဲ့အကျဉ်းနာပဲဖြစ်တယ်တနည်းအားဖြင့်ပြောရင်မေတ္တာနဲ့ကရုဏာပေါ့နော်အဲ့ဒါနဲ့ထိန်းသိမ်းတာလောကကြီးတစ်ခုလုံးဟာလူသားပြီးတူမနှိမ့်ဆက်ဖို့မညှင်းဆဲဖို့အနိုင်မကျင့်ဖို့ဆိုတာလေကံကံရဲ့အကျိုးကိုသိမြင်ခြင်းအပြင်နဲ့ထိန်းတယ်ကိုကျင့်စာတရားဖြစ်တဲ့မေတ္တာကရုဏာနဲ့လည်းထိန်းတယ်လို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲအခြေခံကြတဲ့အဆုံးအမအဲ့ဒီအခြေခံကြတဲ့အဆုံးအမပျောက်ကွယ်သွားပြီဆိုရင်စဉ်းစားကြည့်ကံကံရဲ့အကျိုးလက်မခံဘူးဘုရားသခင်ကတတ္တဝါတွေကိုတတ်ပြီးပူဇော်ရင်သူ့ရဲ့ကောင်းကင်ဘုံရောက်တယ်ဆိုရင်တတ်ကြတာပဲလေရှင်နဲ့ပူဇော်တယ်ဟောကောင်းကြီးပေးတယ်ဆိုတတ်ကြမှာပဲလူတွေဟာကိုချင်းစာတရားဆိုတာကင်းမဲ့ပြီးတော့တူနိုင်ခြင်းတဲ့ဘဝမျိုးရောက်ရှိသွားတယ်အဲ့ဒါအဆင့်ရောက်သွားရင်လူဟာဒီတိရစ္ဆာန်အဆင့်ရောက်သွားခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်တွေဟာမြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ကြသည့်အတွက်ကြောင့်လူအစင်တန်းမှာလူသိက္ခာရှိနဲ့နေနိုင်ကြတာလို့သူတို့အောက်မေ့ပြီးတော့နော်လူသိက္ခာနဲ့နေနိုင်ကြတာဟာမြတ်စွာဘုရားရဲ့ဆုံးမကြောင့်ပဲဖြစ်တယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမဒါရင်လားလို့ဆိုမဟုတ်သေးဘူးဒါအခြေခံနဲ့ပြောတာကာမတက္ကတာတမ္မာဒိဋ္ဌိပြီးလို့ရှိရင်ဝိပဿနာတမ္မာဒိဋ္ဌိတဲ့အဲ့ဒီဝိပဿနာတမ္မာဒိဋ္ဌိဆိုတာဝိပဿနာဝိဆိုတာထူးခြားတဲ့ပဿနာရှုမြင်သုံးသပ်မှုသူများတွေနဲ့မတူတဲ့ထူးခြားတဲ့ရှုမြင်သုံးသပ်မှုတနည်းအားဖြင့်ပြောမယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအလုံးကမြဲတဲ့ထင်းနေတဲ့ထဲမှာမမြဲတဲ့သဘောအလုံးကချမ်းသာလို့ထင်နေတဲ့ထဲမှာဆင်းရဲတဲ့သဘောအလုံးကကိုလို့ရင်ဖြစ်တယ်လို့ထင်နေတဲ့ထဲမှာကိုလို့ရင်ကိုလို့တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီလိုကွဲကွဲပြားပြားရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာသိပေနဲ့တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုကမ္မတက္ကတာတမ္မာဒိဋ္ဌိဆိုတာတော့ဖျားမပွင့်လဲပဲပညာရှိသူတော်ကောင်းတွေရဲ့ဆုံးမကိုရတယ်ယသိသူတော်စင်တွေဖျားမပွင့်တဲ့အချိန်မှာပစ္စေကဗုဒ္ဓတွေ
သူတော်ကောင်းတွေပညာရှိတွေရဲ့အဆုံးအမနဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအသိဉာဏ်ကိုရနိုင်ကြဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကြတော့ဖျားပွင့်မှပဲရတယ်ပိစိကဗုဒ္ဓဆီကတော့မရနိုင်ရသော်ဘုရားပွင့်မှဝိပဿနာသမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ရတယ်မြတ်စွာဘုရားကဘာပြောခဲ့သလဲဘာဟောခဲ့သလဲဆိုပြိဋိဘံသံဃာနီးမှာသူပတ္တဆိုတဲ့ပြပိုက်ကလာပြီးတော့မေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါတွေမေးမနေနဲ့အချိန်မရှိဘူးငါရှင်းရှင်းပြောလိုက်မယ်မဂ္ဂင်၈ပါးအကျင့်တရားမရှိဘူးဆိုလို့ရှိရင်အစဉ်၄မျိုးဟာမရှိနိုင်ဘူးတဲ့သောတာပန်သက္ကရာကအနာဂံဆိုမရှိနိုင်ဘူးငါရဲ့အတွေ့အကြုံနှစ်ပေါင်း52နှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိရဲ့တစိတ်တတိသာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော်ဒီသာသနာရဲ့အပြည့်မှမရှိဘူးအပြည့်စုံဟောဖို့ဆိုတာမဆိုထားပြီတစိတ်တတိသာတော့ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိ52နှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ်တောထွက်ပြီးတရားကျင့်တာဘယ်နှစ်6နှစ်ဘုရားဖြစ်နဲ့တရားလှည့်ဟောတာ45နှစ်45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တည်းသာလေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါးတခြားမှမရှိဘူးအဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိသည်ဘုရားဘာသာဝင်တို့ရဲ့မြတ်စွာဘုရားရဲ့ကိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝင်တို့တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်ဘုရားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲနော်အဲ့ဒီလက်ဆောင်ကိုဘုရားပွင့်ရဲ့တန်းနဲ့ကိုယ်တိုင်လည်းလုံးနိုင်ရဲ့တန်းနဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲနော်မယူလိုက်လို့မိုက်တယ်ထင်ပေါ့ကိုအဲ့ဒါယူလိုက်ပြန်တော့ကြိုက်တယ်ထင်အဲ့တော့မေခွေရဲ့ကြပြလို့ဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားဟောထားတဲ့ဝိပဿနာဆိုတဲ့ဟာဘုရားပွင့်မှာပဲရကဲဒါဖြင့်ဝိပဿနာဉာဏ်ဆိုတာဖြစ်နိုင်သလားဖြစ်တာပေါ့ပကံဘုရားတွေလှည့်ပြီးတော့ဖူးကြည့်ပြီးတော့တနေ့တစ်ချိန်တုန်းကကြက်ပြတ်မကြစီကားတဲ့ဒီပကံဒေသကြီးဟာခနေ့တော့ဖျားပြက်တွေနဲ့ခုနကြည့်လိုက်လဲပြိုကျပြက်နေတဲ့ဖျားတွေပြင်းထားတာတွေနဲ့အနောထမင်းကြီးဆိုတာပဲရောက်သွားတော့ကျက်စစ်မင်းကြီးဆိုတာပဲရောက်သွားတော့အလောင်းစီသူဘုရင်ကြီးဆိုတာပဲရောက်သွားတော့တွေ့သေးလားကဲအဲ့ဒါတွေကိုတွေးပြီးတဲ့အခါကျတော့ဘယ်ဟာမှမမြဲပါလားတနေ့ကျတော့ငါတို့လည်းပဲဒီကဘာမြေပေါ်ကပျောက်သွားကြအောင်မှာပဲလို့မစင်စားသင့်ဘူးလားစဉ်းစားပါဗျာအဲ့ဒါလို့စဉ်းစားရင်ကိုပဲဝိပဿနာဉာဏ်ရဲ့အစာရသွားဆိုလိုတာကအဲ့ဒါလို့လေးကစပြီးတော့ကိုရှင်တဲ့နှလုံးထဲမှာအတွေးလေးတွေပေါ်ဖို့လိုတယ်ဒီအတွေးကိုအထင်မသေးလေနဲ့ဒီအတွေးသည်နောက်ဖျားပွင့်တဲ့အခါမှာအလွယ်တကူယဟန္တာဖြစ်ဖို့သောတပန်ဖြစ်ဖို့အတွက်အထောက်အကူဖြစ်သွားဒီအတွေးလေးတောင်မတွေးမိဘူးဆိုလို့ရှိရင်တော့အဲ့ဒါဖျားပြက်တွေကြောင်းကံပြက်တွေအဟောင်းတွေတွေးပြီးဒီလိုလေးမှမတွေးတတ်သေးဘူးဆိုလို့ရှိရင်နောက်ဖျားနဲ့တွေးလဲဒီခေါင်းနဲ့ဒီဟာရောက်မှာမဟုတ်တော့အဲ့ဒါကြောင့်မို့လို့နေ့စဉ်နဲ့များအဲ့ဒီတွေးဖို့လိုတယ်တွေးရမယ်တစ်ချိန်တုန်းကဒီနေရာမတန်စီကားခဲ့တယ်ခဏဒီလိုမဟုတ်အဲ့တော့စဉ်းစားရမှာဘယ်ရာပဲဖြစ်ဖြစ်သင်္ခါရဆိုတဲ့အရာတွေဟာထာဝရပြောင်းလဲပျက်စီးနေတဲ့အရာတွေသာဖြစ်တယ်ငါတို့ဟာမမေ့မလျော့တ
တရားဓမ္မဝိကျင့်ကြံကြိုးကိုအထုံးမှဖြစ်မဲ့ဆိုတဲ့အတွေ့အလေးတွေးပြပါကြားဖို့ရမို့လားရှင်ဆုလဘန်အလောင်းဟာဘယင်ဖြစ်တုန်းကမြို့လှဲ့တယ်မြို့လှဲ့ပြီးတော့ချွေးထွက်တဲ့အခါမှာသူ့လက်ထက်မှာပါလာတဲ့ပဝါလေးနဲ့နှစ်ဖူးကိုတုပ်လိုက်တယ်တုပ်ပြီးပြန်ကြည့်လိုက်တဲ့အခါဖွေးစွနေတဲ့ပဝါလေးဟာညစ်ပေသွားတယ်အဲ့ဒီညစ်ပေသွားတာဒီမစင်စားဘူးဆိုရင်ဘာမှရအောင်သူကစဉ်းစားလိုက်တယ်။အော်ငါခန္ဓာကိုယ်ကြီးကိုကြောင်းပြုပြီးအမတန်တန်ရှင်းစင်ကြယ်တဲ့ဒီဘဝလေးတောင်ညစ်ပေသွားပါလား။ခန္ဓာကိုယ်ကြီးကတလောက်မတန်ရှင်းပါလားဆိုတဲ့အတွေးလေးဟာကောရမဘုရားလက်ထက်ရောက်လာတဲ့အခါမှာဘဝပိုင်းလေးပေးပြီးတော့မြတ်စွာဘုရားရဇောဟရဏလို့ရှုခိုင်းတာနဲ့ယာနာဖြစ်သွားလေ။မှန်ပါဗျာ။အဲ့ဒီကနေအထောက်ကူပြုတယ်လို့ဒီလိုမှတ်အဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာလေးကဘယ်ရမှမမြဲဘူးဆိုတာသာဝရရွေးရှားနေတယ်နောက်ဆုံးမှာဒီပကံမျိုးရဲ့အနီးမှာဆိုရင်အေယဝတီမြစ်ကြီးစီးဆင်းနေတာတွေ့ရတယ်အဲ့တော့အေယဝတီမြစ်ကမ်းကိုသွားပြီးထိုင်ကြည့်လိုက်လို့ရှင်လေမြစ်ရည်တွေကစီးနေတာမနေ့ကရေတွေရှိသေးလားဒီနေ့မနေ့ကရေတွေရောဟုတ်ကဲ့လားဟုတ်ပါဘူးဗျာပြောင်းလဲနေတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားမိဖို့လိုအပ်တယ်ဟုတ်ပါဗျာအဲ့ဒါတွေမစဉ်းစားနဲ့အပြင်ကအာယုန်လေးယူပြီးတော့ကိုယ့်ကိုယ်လည်းပြန်စဉ်းစားလိုက်အောင်မနေ့တုန်းကငါရုပ်ဒီနေ့ငါရုပ်ကွာသွားပြီအဲ့ဒီကနေတဖြည်းဖြည်းကျင့်ကြည့်လိုက်မနေ့တုန်းကငါရုပ်ဒီကနေ့ငါရဲ့ရုပ်ခန္ဓာနန္တရားတွေခန္ဓာတွေဟာကွာသွားပြီမတူတော့အိမ်ပြန်လို့ရှိရင်အစစ်အမှန်နဲ့ပြန်နိုင်မှာမဟုတ်ဘူးကော်ပီနဲ့ပဲပြန်ရမှာဖြစ်တယ်ဟုတ်လားအိမ်ပြန်သွားလို့ရှိရင်လူတိုင်းဟာကော်ပီပဲကြံတယ်အစစ်ကရှိသေးလားမရှိပါဘူးမွေးခါစားတော့ကရုပ်လေးဘယ်သူမှကြံတော့ဘူးလေအဲ့ဒါမူရင်းပဲအဲ့ဒီမူရင်းမကြံဘူးအခုကကော်ပီကပြောင်းလာတာတနေ့ပြီးတနေ့တရက်ပြီးတရက်နိုင်ပိုင်းနဲ့ပြောင်းနေတဲ့ကော်ပီတွေအချိန်နီးရင်တော့မှတ်မိသေးတယ်တော်တော်လေးกว่า10နှစ်အနည်း20ကြာမှပြန်တွေးရင်ကိုဘသူပါဟိုကလည်းပဲဘသူပါဆိုတာပြောယူမှပဲမှတ်မိကြတော့မှာမဟုတ်လားအဲ့ဒါကြောင့်မလို့ရွေးနေတာဟာချက်ချင်းကြီးရွေးသွားတာမဟုတ်ဘူးတနေ့ပြီးတနေ့တစ်စက္ကန့်ပြီးတစ်စက္ကန့်ရွေးပြောင်းလဲနေတဲ့သဘောလေးကိုတခဏလေးပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုနေရင်ကနေပြီးစဉ်းစားပါအဲ့ဒါဝိပဿနာဉာဏ်တဲ့အခြေခံပဲလို့သူတို့ဆိုလို့ဝိပဿနာရဲ့ဉာဏ်အခြေခံလေးဝိပဿနာသမ္မာဒိဋ္ဌိလေးဖြစ်ပြီးမမြဲဘူးဆိုတာတွေသိရင်ဒီလောက်သိလိုက်တာနဲ့ဘယ်လောက်ထိအောင်အကျိုးသက်ရောက်မှုရှိသွားတော့ဆိုရင်ပစ္စည်းပေါ်မှာတွေ့တာမှုလူတွေပေါ်မှာတွေ့တာမှုရောကြသွားတယ်နော်တွေ့တာမှုရောကြသွားတာနဲ့တပြိုင်နက်ရင်ထဲကတောကလည်းရောကြသွားတယ်အပြီးသက်မချေမုန်းနိုင်သေးရင်မဖြုတ်နိုင်သေးရင်လျှော့ချဖို့တော့လိုအပ်တယ်လို့ဆိုမလျှော့နိုင်လို့ရှိရင်လူတွေမှာဘာဖြစ်တော့ဆိုတောကတွေရှိတယ်တောကကအလုံးပေါ်မှာရှိသလားဆိုမရှိဘူးတွေ့တာတဲ့ပုဂ္ဂိုလ်ပေါ်သို့မဟုတ်တွေ့တာတဲ့ပစ္စည်းပေါ်မှာသာတောကဖြစ်တယ်ကိုမပိုင်နဲ့တိုက်အိမ်ကိုမပိုင်နဲ့ကားပြီးတဲ့ပါသွားတယ်ဆိုဘာဖြစ်လဲဘာဖြစ်ပါ့မလဲကိုပစ္စည်းမဟုတ်ရင်ဘာမှဖြစ်ကြဘူးမဟုတ်လားလူလဲကိုမသိတဲ့လူတယောက်သိသွားရင်ဘာဖြစ်လဲဘာဖြစ်ဘူးတဏှာပါတယ်တော့ပြောခြင်းပြောမယ်ဒါပေမဲ့မတုံလို့ဘူးလေကိုဆွေတဲ့မျိုးတဲ့ကဆိုရင်ဘလို့ဖြစ်ကိုဆွေတဲ့မျိုးတဲ့မဟုတ်ကိုရဲ့အရင်အချကြီးဆိုရင်လူတွေဟာနေမထိတိုင်းမချဖြစ်ဘာကြောင့်အဲ့လိုဖြစ်ရလဲသူလဲလူပဲကိုလဲလူပဲကြံတဲ့လူတော့ဘာကြောင့်မဖြစ်လဲတွေ့တာမှုမရှိရင်မဖြစ်ဘူးတွေ့တာမှုရှိရင်ဖြစ်တယ်အဲ့ဒီတွေ့တာမှုကိုဝိပဿနာဉာဏ်နဲ့လျှော့ချရမယ်လို့ပြောတာနော်လျှော့နိုင်ရမယ်လျှော့နိုင်ရင်ရင်ထဲကတောကကိုဖယ်ရှားလို့ရသွားတယ်
အဲ့ဒါဝိပဿနာရဲ့လက်တွေ့ခံစားရမယ်အကျိုးတရားပဲဖြစ်မြတ်စွာဘုရားကဒါကိုဟောကြားဆုံးမတာပဲဖြစ်တယ်ဒါကိုဗုဒ္ဓသာသနာမြတ်ဗုဒ္ဓရဲ့သာသနာလို့ခေါ်တယ်နော်အဲ့ဒီလိုမြတ်ဗုဒ္ဓရဲ့သာသနာမှာလိုက်နာကျင့်သုံးရမယ့်အချက်တွေကဘာတွေတော့ကိုကျင့်သီလရဲ့တမန်ပုဂ္ဂိုလ်တွေဆိုရင်၅ပါးသီလလုံမှုလိုတယ်သူစရိုက်တရား10ပါးအတိုင်းလိုက်နာဖို့လိုအပ်တယ်ဒါနကောင်းမှုအတိုင်းတာတစ်ခုနဲ့လုပ်ဖို့လိုအပ်တယ်သီလပြည့်စုံပြီးတဲ့အခါမှာကိုယ်ရင်ထဲမှာရှိတဲ့တတိတွေတိုးပွားလာအောင်ရှင်ထဲမှာရှိတဲ့အသိဉာဏ်တွေတိုးပွားလာအောင်လေ့ကျင့်မှုလိုအပ်တယ်ဘာဝနာလို့ခေါ်တယ်အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့လုပ်ငန်းစဉ်300ဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ဟော